ဒီ page က copyright သုံးချင်ထိပြီးမှ page quality အနေအောင်ဖြစ်ပြီးမှ page reach Englishman အရန်ကိုကြပြီးမှကျွန်တော်ရှိမှာ subscribe အတက်ချင်မှာကျွန်တော်ဘက်ကနေဒီ page ကိုတေချာစစ်ဆေးပြီးမှပြုပြင်လိုက်တယ် page မှာဖြစ်နေတဲ့အမှားနဲ့ပတ်သက်ပြီးဖြစ်နေတဲ့ copyright content တေချာလေးရှာဖြတ်ပြီးမှ page owner ကို page နဲ့ပတ်သက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတေချာရှင်းပြပြီးမှ page ကိုတေချာလေး setup လုပ်ပြီးမှ request dispute တင်ပေးလိုက်တဲ့ချိန်မှာအချိန်တိုအတွင်းမှာပဲ copyright strike တွေအားလုံးပြောက်သွားခဲ့တယ် page quality အနေအောင်ဖြစ်တော့ဆိုလည်းပြောက်သွားခဲ့မှာအခုစဉ် page ကဆင်းသွားခဲ့တယ် page ဆင်းသွားခဲ့တဲ့အတွက်ကြောင့်မို့ page is recommendation enable ဖြစ်ပြီးလာတဲ့အတွက်ကြောင့်မို့ page မှာ post content တင်ပြီးတော့မှရှိရင် rich Englishman တွေတိတိကျကျပြောင်းလဲလာခဲ့တယ်ဒီ page recommendation on ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီ page မှာတင်တဲ့ post content တွေက Facebook က automatic suggest လုပ်ပြီးတဲ့အတွက်ကြောင့်မို့ဒီ page နဲ့ follower မဖြစ်တဲ့အခြားလူတွေရှိလဲ Facebook က automatic suggest လုပ်ပြီးပို့ပြီးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးလာတယ် rich Englishman အသစ်တွေတိုးလာတဲ့အတွက်ကြောင့်မို့ page ရဲ့ performance ကတော်တော်လေးအဆင်ပြေလာပါတယ်